ပွားရေးတစ်ခုကိုပေါ့နော် entrepreneur life ကိုစတင်တဲ့အခါမှာအရေးကြီးဆုံးဒီကိုယ့်ရဲ့ကျွမ်းကျင်မှုပြီးွားကိုစတာရီကာကဂျပန်တို့မြန်မာတို့အာရှတိုက်ကနေဆိုရင်ကလုံးဝကဘာကြီးရဲ့တခြားပြောင်းပြန်ဖတ်ချမ်းလို့ဖြစ်တဲ့အတွက်တွေ့ဒီကိုရောက်ဖို့အတွက်အလုံးပေါင်း28နာရီစီးခဲ့ရပါတယ်အလုံးပဲမင်္ဂလာပါ Harmony Spider မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်တွေ့အခုကိုစတာရီကာနိုင်ငံရဲ့တောတဲ့ကိုရောက်နေပါတယ်တွေ့ကလူငယ်တွေ10နှစ်ကျော်ကပေါ့နော်တွေ့ဆယ်တန်းအောင်ပြီးချင်းမှာဂျပန်ကို language school နဲ့ပဲလာခဲ့တာပါတွေ့တက္ကသိုလ်ပြီးတဲ့အခါမှာတွေ့ဂျပန်မှာစီးပွားရေးနဲ့ဘွဲရပြီးတဲ့အခါမှာတော့ဂျပန်နိုင်ငံရဲ့တကယ်ကိုမှ number 1အကြီးဆုံးလို့ခေါ်တဲ့ industry ရဲ့အကြီးဆုံးလို့ခေါ်တဲ့ company မှာတွေ့ပုံမှန်ဂျပန်လူမျိုးတွေရဲ့လာစာနဲ့2ဆလောက်နဲ့တင်ကျောင်းစပြီးတော့ပြီးလို့အလုပ်ဆောင်ဝင်နေတာတွေ့အလုပ်ရပါတယ်ဒါပေမဲ့လည်းအလုံးဝင်နေပြီးတော့တစ်နှစ်လောက်အကြာမှာပဲတွေ့လို့ပေါ့နော်ဒီကိုဗစ်တွေဘာတွေဖြစ်တဲ့အခါမှာလူငယ်တွေကိုပေါ့နော်ပညာရေးပိုင်းမှာတွေ့လျှောက်ခဲ့တဲ့အတွေ့အကြုံတွေကို share လုပ်ပေးခြင်းနဲ့ကူညီပေးခြင်းနဲ့sharing is caring လေအဲ့တော့ဒီအခုလိုမျိုး Facebook တို့ YouTube တို့ platform ကနေပြီးတော့education consulting တွေလုပ်ပေးခြင်းနဲ့ဆိုရရွေးချက်နဲ့ပြောရမယ်ဆိုရင် volunteer လို့ပုံစံမျိုးနဲ့တွေ့စခဲ့တာပါဒါပေမဲ့တကယ်ကစေတနာအရင်ခံပြီးစေတနာရဲ့ဝါသနာရဲ့ volunteer လို့ပုံစံမျိုးနဲ့စခဲ့တာပေါ့နော်စခဲ့တယ်ဆိုပေမဲ့စေတနာအကျိုးပေးရလို့ပဲပြောရမလားနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ကိုကျွမ်းကျင်တဲ့ဟာဖြစ်နေတဲ့အခါမှာအခုလိုမျိုးအခြေအနေထိဖြစ်ခဲ့တာပါအခုဆိုရင်တော့တို့ရဲ့ဂျပန်မှာလည်းတို့ company ရှိတယ်မြန်မာမှာလည်းရှိတယ် J Hesperus Education ဟာဆိုရင်အခုတကယ်ဟိုမှာမြန်မာကျောင်းသားထောင်နဲ့ချီတဲ့မြန်မာကျောင်းသားများစွာကိုတို့ရဲ့ဂျပန်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အကူအညီပေးနိုင်တဲ့တကယ်ဟိုမှာ international company ကြီးတစ်ခုဖြစ်နေခဲ့ပြီပေါ့နော်အဲ့တော့အားလုံးကိုဒီနေ့ message လေးပေးချင်တာကတော့စီးပွားရေးတစ်ခုကိုပေါ့နော် entrepreneur life ကိုစတင်တဲ့အခါမှာအရေးကြီးဆုံးဒီကိုယ့်ရဲ့ကျွမ်းကျင်မှုပြီးွားရင်ကိုယ့်ရဲ့စိတ်ဝင်စားမှုစိတ်အားထက်သန်မှုနဲ့ပြီးွားရင်စေတနာမေတ္တာဆိုတဲ့ဟာလေးကိုတွေ့ရဲ့အတွေ့အကြုံကနေပြီးတော့မျှဝေပေးလိုက်ပါတယ်။တွေ့ကဂျပန်မှာနေတယ်ဆိုပေမဲ့အခု2025မှာလည်းဂျပန်မှာရှိတဲ့အချိန်ကတော်တော်လေးနေပါတယ်တွေ့တခြားနိုင်ငံတော်တော်များများမှာနေတာများတယ်ပေါ့နော်နောက်ပြီးတော့အခု2026မှာလည်းအဲ့လိုပဲဖြစ်ဖို့များပါတယ်အဲ့တော့တွေ့ရဲ့2026ရဲ့ concept ကတော့ live in any part of the world ပေါ့နော်တွေ့ကြိုက်တဲ့နိုင်ငံမှာနေမယ်အဲ့ဒါအာရှလည်းဖြစ်မဲ့ဥရောပလည်းဖြစ်မဲ့ပြောတတ်ဘူးအာဖရိကလည်းဖြစ်မဲ့အခုကတော့တွေ့ကိုစတာရီကာမှာရှိနေပါတယ်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြပါမယ်ကဲအဲ့ဒါဆိုရင်ကြုံရင်းနဲ့တွေ့အခန်းလေးကိုခဏလေးပြပေးပါမယ်ဒါလေးကတော့တွေ့အခန်းထဲပါတကယ်အောင်မှတွေ့တောအုပ်ကြီးထဲမှာရှိရပါဒါရေချိုးတဲ့နေရာပါဒါကတော့ဒီကိုဆင်းလိုက်ရင်လုံးဝတောအုပ်ကြီးပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်မှာတတ်နေ